ကိုစိုးလူရမှုတွေပေါများလာတဲ့ခေတ်တစ်ခေတ်မှာစင်းရဲသားလေးတယောက်အတွက်တော့စားထုတ်ကလေးတစ်ထုပ်ဟာတော့အလွန်တန်မိုးရှိလာပါတယ်။တနေ့တော့ပဲရောင်းပြီးအသက်မွေးနေရတဲ့ရွာသားလေးတယောက်ဟာပဲတွေအားလုံးရောင်းထွက်သွားလို့ရလာတဲ့ပတ်စံနဲ့စားထုတ်ကလေးတစ်ထုပ်ဝယ်နိုင်ခဲ့ပါတယ်။သူဟာစားထုတ်ကိုအဝတ်နဲ့တေးသေးချာချာထုတ်ပိုးပြီးအိမ်ပြန်လမ်းကိုရှောက်လာခဲ့တာပေါ့။ဒါပေမဲ့အဲ့ဒီလမ်းဟာဓမြတွေအရန်တောင်းချမ်းတဲ့လမ်းဖြစ်နေပါတယ်။လမ်းလျှောက်ရင်သူစိုးရင်စိတ်တွေတိုးလာခဲ့တယ်။ငါမှစားပါလာမှသူတို့သိရလူသွားကြမှာပဲလို့တွေးပြီးတနေရာမှာလုံခြုံအောင်ဝတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ပထမဆုံးသူဟာတစ်ပင်တစ်ပင်အောက်မှာကျွင်းတူးပြီးမြုပ်နှံခဲ့တယ်။ဒါပေမဲ့ခဏကြာမှပဲသူပြန်တွေးမိပြန်တယ်။မြေကြီးအသစ်ဖြစ်နေတာကိုတယောက်ယောက်ကသတိထားမိသွားရင်ဘယ်လိုလုပ်မလဲဆိုပြီးပြန်တူးယူလိုက်ပါတယ်။လမ်းဆက်လျှောက်ရင်ကြောက်တုံးကြီးတွေကြားမှာဝတ်ပြန်တယ်။ဒါပေမဲ့တခြားခရီးသည်တွေမြင်သွားရင်ရောဆိုတဲ့စိုးရိမ်စိတ်နဲ့ပြန်ထုတ်လာခဲ့ပြန်ပါတယ်။ဒီလိုနဲ့ချောင်းငယ်လေးတစ်ခုဘေးကကျင်းမြောင်းတဲ့လမ်းကလေးတိုင်းလျှောက်လာရင်သူချေချော်လဲသွားပါတော့တယ်။လက်ထဲကစားတော့ကရေထဲကိုကျသွားပါတယ်။စားတွေကရေထဲမှာတဖြည်းဖြည်းအေးပြောသွားပြီးခဏအတွင်းမှာပဲလုံးဝပျောက်ကွယ်သွားပါတယ်။အဲ့ဒီခါရွာသားလေးဟာရေပြင်ကိုကြည့်ပြီးအံ့ဩသွားရာကနေပြုံးလိုက်ပါတယ်။အော်ဒါဟာအလုံးစုံဆုံးနေရပဲလို့သူကဆိုတယ်။အဲ့ဒီမှာဖွက်ထားရင်ဘယ်တကိုးမှရှာတွေ့မှာမဟုတ်တော့ဘူးတဲ့။အဲ့ဒီနေ့ကစပြီးသူဟာဈေးကနေစားဝယ်လာတိုင်းအဲ့ဒီချောင်းလေးတဲကကြောက်တုံးတွေကြားမှာပဲတိတိကျကျလာဖွက်ထားလေးရှိပါတော့တယ်။